မင်္ဂလာပါဓမ္မမိတ်ဆွေဒီမှာရှိတဲ့ချစ်ရဓမ္မမိတ်ဆွေကိုဒီလောကကြီးကထွက်သွားတဲ့အခါမှာဘယ်ကိုလားမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှအနည်းငယ်ကိုဝေငှချင်ပါတယ်ဒီကမ္ဘာလောကကြီးကိုမိတ်ဆွေကျွန်တော်တို့တွေကတစ်ခေါက်ကိုတစ်ခါပဲလာတဲ့တဘဝမှာတစ်ခါပဲလာတဲ့ခဏတာလေးရှိနေတာဖြစ်ပါထာဝရဒီလောကကြီးမှာကျွန်တော်မနေရပါဘူးကျွန်တော်ထာဝရနေရမယ့်နေရာတွေရှိပါအဲ့ဒါကတော့ထာဝရငရဲနဲ့ထာဝရကောင်းကင်ဆိုတဲ့နေရာပဲဖြစ်ပါ။နောက်မိတ်ဆွေတွေဒီကမ္ဘာလောကကြီးထွက်သွားတဲ့အခါမှာထာဝရငရဲကိုမလားဖို့ရန်အတွက်ထာဝရကောင်းကင်ကိုဝင်စားဖို့ရန်အတွက်မေတ္တာနဲ့ကျွန်တော်ဝေငှချင်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့တို့လူသားအားလုံးဟာအကုသိုလ်လူသားတွေဖြစ်ပါ။လောဘတွေဒေါသတွေမောဟတွေပြည့်နေပြီးတော့မှပြင်းနေတဲ့ဘဝကြီးထဲမှာကောင်းရာရောက်ဖို့ရန်အတွက်ကျွန်တော်တို့အတွက်မျှော်လင့်ချက်မရှိပါဘူး။ဒီຢာတွေကိုလိုက်လုံနိုင်ကောင်းရာရောက်ဖို့ရအတွက်လည်းကျွန်တော်တွေကလုံနိုင်တဲ့လမ်းစာလည်းမရှိပါဘူးဒီလားတမာရီကျွန်တော်တွေမလုံနိုင်ပါဘူးကုသကောင်းမှုတွေလည်းကျွန်တော်တွေမပြည့်စုံနိုင်ပါဘူးဒါကြောင့်ကျွန်တော်တွေဟာလမ်းဆုံးကမကောင်းတဲ့နေရာအပေပဲသွားမှာဖြစ်ပါသို့တော့လည်းကျွန်တော်တို့ရောက်စီတိုင်းကိုလူသားတွေကိုတစ်ဖက်သက်မေတ္တာနဲ့ချစ်နေပြီးတော့မှကျွန်တော်တို့မေတ္တာထားတဲ့ကရုဏာထားတဲ့ဘုရားတဆူရှိပါတယ်သူဘုရားကတော့ထာဝရဘုရားဆိုတာဖြစ်ပါအဲ့ထာဝရဘုရားကျွန်တော်တို့တွေကိုဖန်ဆင်းပြီးတော့မှစစ်ကြောရတစ်ခုလုံးကိုပိုင်သားတဲ့ဘုရားဖြစ်ပါတယ်မေတ္တာတော်နန္ဒဉာဏ်တော်နန္ဒဂုဏ်တော်နန္ဒနဲ့ပြည့်စုံတဲ့ဘုရားလည်းဖြစ်ပါအဲ့ဘုရားသခင်ကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကနာဇရက်မြို့မှာယေရှုဆိုတဲ့နာမည်အားဖြင့်မွေးဖွားလာပြီးတော့မှကျွန်တော်အကုသိုလ်လူသားတွေအကုသိုလ်ဝိကျွေးကံကြွေးတွေကိုပယ်ဖို့ရန်အတွက်သူရဲ့အသက်သူရဲ့သွေးချွေးတွေကိုလဝကတိုင်းမှာအသေးခံပြီးတော့မှကျွန်တော်တို့ရဲ့အဖြစ်တွေကိုပယ်ခဲ့တာဖြစ်ပါတေခံပြီးုံနဲ့ပြီးသွားတာမဟုတ်ဘဲနဲ့3ရက်မြောက်တဲ့နေ့မှာရှင်မြန်ထမြောက်ခဲ့တဲ့ဘုရားသခင်ဖြစ်ပါထိုရှင်ကတော့မိရဲ့အသက်တာထဲမှာငါတို့အတွက်အသေးခံခဲ့တဲ့ဘုရားဖြစ်တယ်ဆိုတာကိုနှလုံးသားထဲကနေပြီးတော့မှလှည့်လည်ယုံကြည်လက်ခံမယ်ဆိုရင်တော့မိတ်ဆွေတမန်တော်မှာကောင်းရဘုံဆိုတဲ့ကောင်းကင်ဘုံဝင်စားမှာဖြစ်ပါအပေတကားပိတ်သွားမှာဖြစ်ပါဒါမိတ်ဆွေလောကမှာခဏတာနေတဲ့ကာလလေးတွေမှာထာဝရအတွက်ညွန်မှန်းအသက်ရှင်နိုင်တဲ့သူဖြစ်ဖို့ရန်အတွက်ထိုသခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်သက်သခင်ဖြစ်ယုံကြည်လက်ခံဖို့ရန်အတွက်ဒီနေ့ကနေပြီးတော့မှမေတ္တာနဲ့ဝေငှလိုက်ပါတယ်ရောက်ရှိတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။